ဘာလဲလို့ထွေးညူ ထွေးညိုလေးစီပြန်လာတာအဲ့ဒါဟိုထွေးညိုပဲပေါ့ထွေးညို မောင်သစ္စာကြီးမင်းအလာကောင်းပြီမဲ့အခါနှောင်းသွားပြီ ဗျာဘိုင်းမုံထွေးညိုဘာဖြစ်လို့ဟုတ်ဘာဖြစ်လို့လဲထွေးညိုဘာဖြစ်လို့လဲ စိတ်မကောင်းကွာ မှန်ပြောသမားဘိုင်းမုံရဲ့ ထွေးညူကြောင်တော့မပြောချင်တော့ပါဘူးကွာမင်းမေးလို့သာပြောရအိမ်အောင်ကြသွားပြီထွေးညူ ဗျာထွေးညိုအိမ်အောင်ကြသွား အေးဟာဝမ်းတာနေရလဲ ငိုနေတာဘိုင်းမုံရဲ့ကျွန်တော်မျက်နှာငိုမှမသိရီမှမသိဖြစ်နေတာ ထွေးညူအိမ်အောင်ကြသွားပြီအိမ်အောင်ကြသွားပြီ ဒါဟုတ်ကောင်းဒါလည်း အာမင်းကွာတာတွေကတွင်းညူမင်းစိတ်ကူးပါမလားတွင်းညူကမင်းမရှိတဲ့နောက်ပိုင်းမှာ KTV တို့မာဆက်တို့မှာ2လ3လလောက်လှုပ်လိုက်သေးတယ်တာတွေကမင်းတွင်းညူကြိုက်မလားတာတွေကလိမ်ပါတယ်လို့ ထွေးညိုက KTV ဒီမှာဆက်ဒီမှာလှုပ်သေးတာ ဟုတ်တယ်အခုတော့အိမ်အောင်ကြသွားပါပြီသူလဲ ဘယ်သူနဲ့ကြားလဲဘိုင်းမုံဘယ်သူနဲ့ကြားလဲ ငါနဲ့ကြတာတွင်းညူကအခုလိမ်မာနေပါငါလဲ ဘိုင်းမုံနဲ့ အေးလေဒါငါတို့နှစ်ယောက်ညာပြီးမွေးတာကလေးလေ ဒါကြောင့်မို့ဒီကောင်ကျွန်တော်ကြည့်နေရောက်လာတဲ့ဒီကောင်မျက်နှာထွေးညိုနဲ့လည်းဆင်တယ်ဘိုင်းမုံနဲ့လည်းတူတယ်လို့ကြည့်နေတာ မဲမင်း အားတော်ဒီရွယ်ရောက်နေပြီ မင်းနဲ့လဲတူပါလေဟာ ဟာရှုပ်ကုန်ပြီဘယ်လိုမင်းနဲ့တူတာတော့ဘိုင်း တွင်းညိုကိုယ်တိုင်ငါပြောတာဒါဒီကလေးကမင်းလဲတဝက်ပါတယ်တဲ့ ဟာဖေးဟာဘာလို့အဖေတော့မင်းကတမျိုးအဲ့ဒါကြောင့်မို့ဘိုင်းမုံကျွန်တော်တူတယ်လို့ကြည့်နေတာရက်ဆက်လိုက်တာဘိုင်းမုံရဲ့ရက်ဆက်လိုက်တာတော်ပြီကျွန်တော်မျှော်နေချက်တယ်ကြောက်ဆုံးဒါနဲ့ဘိုင်းမုံ ဟေး ထွေးညိုပဲရောက်တယ်ထွေးညို ထွေးညိုစီသွားတိုးနေတယ် ဟာဘာစီသွားတော့တာတော့မကြီး တမဝါမခက်လေကွာစံတိုးစီတိုးမှစားရမှာထွေးညိုအခုစီသွားတိုးနေတယ် ဖိုက်တာလေ ဟောကျွေးမယ်လို့ကျွေးမယ်မင်းမေလာရင်ကျွေးမယ်ဟိုမှာပြောရဆိုရင်ထွေးညိုပြန်လာရင်နဲ့တူတယ် မင်းသားဖိုက်တာလေ ။အော်နင်ကလည်းတစ်မျိုး ဖဲ့ရစောက်ခွက်ကရှေ့ရနေပြီးတော့မေလောက်တဲ့လူမှာဘလောက်ပင်ပန်းလဲသိလား ဖိုက်တာလေ ဒါပဲစားဘိုက်ပဲစားမင်းဟိုမှာမေလောက်တဲ့လူမနဲ့4နိုင်လေးရနေပြီးတော့သွားတန်းစီနေတာကြက်ကိုလက်ရောက်မှာကုန်သွားပြီတဲ့ဒီခွေးသတောင်းသားတွေလက်ထပ်မှာကွာဒုဗီသားစုလေဒုက္ခပါထွေးဘာလုပ်တာလဲဘာလုပ်တာလဲ မသိဘူးလေထွေးဆိုလို့ ငါချက်စလုံးနဲ့ခေါ်တာငါထွေး ထွေး ကိုမော တနာလိုက်တဲ့ထွေးတနာလိုက်တယ်တားရီတော့မဲလာထွေး ဒါဆိုသူကဘယ်သူလဲ ထွေးညိုလေ ထွေးညို အေး ဟာအဲ့တော့ကျွန်တော်ရှိမှကြည့်တာထွေးတို့ကုတ်ကူမှုံတို့အဲ့လိုတွေတော့ဖြစ်ကုန်ပြီလားဗျာ ငါလည်းမခေါ်ချင်ပါဘူးကွာဟိုထွေးလေးကမုံစွဲလန်းသွားတဲ့နေရာနေစားပြီးတော့အဲ့လို တော်ပြီဗျာမောတော်ပြီ ကိုမှုံမဲခေါ်မယ်ဆိုလို့ငါလည်းထွေးလို့ခေါ်ရတယ်နားထောင်လို့ကောင်းပါလေ မချာချင်ကျွန်တော်ရှိမှကုတ်ကူမှုံတွေထွေးလေးတွေတော့ဖြစ်ကုန် သူစွဲလန်းနေတာငါ့ကိုညရောင်ရင်တော့မကိုမုံနဲ့ထထရောင်တာ ရက်ဆက်လိုက်တာဗျာမောရက်ဆက်လိုက်ကျွန်တော်မှာတော့ယုံကြည်စိတ်ချစွာနဲ့ဘိုင်းမောအခဲ့ ငါလည်းပုံပြီးရင်ပြီးစောက်ရှောက်ပါတယ်သူလည်းပျော်ပါတယ်မင်းမြင်တဲ့အတိုင်းပဲ ထိတဲ့ကိုဖိကြီးပြီးစောင်းကြောလို့ဘေးရတကောင်တော့မွေးလာ မင်းလည်းတဝက်ပါပါတယ် မကြယူမပြောနဲ့မချချင်တော့ဘူးဒီမှာဘိုင်းမို့ကျွန်တော်မြန်တော့မယ်ဘိုင်းမို့အဲ့တော့ နေပါဦး မနေတော့ဘိုင်းမို့ မြန်မာပြည်မှာအငတ်ခံရတာစပျော်စရာကောင်းပါလေ တော်ပြီဘိုင်းမို့ရတယ်အဲ့တော့ကျွန်တော်ထိုင်းနိုင်ငံမှာကြက်သားဆက်ရုံမှာပြင်မန်းနဲ့ထွေညိုလေးကိုအိမ်တဆောင်မီးတစ်ပြောင်းအကုန်ပြုံထားမယ်ဆိုပြီးတော့ပတ်စံရှာလာခဲ့တာဒီမှာပတ်စံတော့အပြည့်ပဲအဲ့ဒီပတ်စံလေးကိုဘာကြီးမှုံရဲ့ဟောဒီမှုံကိုမှုံရဲ့ကိုမှုံရဲ့ထွေညိုလေးထွေလေးဟုတ်ပါပြီပြောပေးနေပါထွေလေးရဲ့ဟိုဘတာတော့ရဲ့မျိုးဆိုကြထားခဲ့မယ် ဒါလည်းကောင်းပါလေ
ဒီပါဦးပြန်တော့ဘူး ပြန်တော့မယ် မပြန်ပါနဲ့ကွာသွေးညူတယ်ဒီမှာအကောင်းကြီးရှိပါသေးတယ်မင်းယူမယ်ဆိုယူသွားလို့ရသေးတယ် ဟာဘယ်လိုယူရမှာတော့ ယူသွားလိုက် မယူမယူရတယ်မယူ ယူသွားလိုက် ရတယ်မယူတော့ပြန်တော့မယ် ကိုစား ကိုစားတော့ချက်ချင်းဖြစ်သွားတယ်ဒီတိုင်းပတ်စံနဲ့တွေ့ထွေးလို့အဲ့လိုမဟုတ်လေ အဲ့ကောင်မှပြန်စည်းနေပြီလို့မင်း KTV မှာ3လပဲလောက်ရတာဒါတော့မှလိုက်ပါတော့သွေးညူလိုက်ပါရောက်မင်းလည်းလိုက်ပါတော့သွားလိုက်မယ်လေးလေး မင်းပါစားပိတ်တယ်ငါပလင်းနဲ့ကောက်ထုတ်လိုက်မယ်အော်လိုက်မှာတော့မလိုက်နဲ့နေခဲ့ဘယ်သူမှမခေါ်ဘူး ခေါ်သွားပါသွားသွေးညူလိုက်ပါ ကိုစား ကိုလည်းမစားနဲ့ ချွေးညို့ခေါ်ချွေးညို့စောင့်လေ တော်ပြီခွေးညိုလည်းမလိုက်နဲ့ကိုစားလည်းမလိုက်နဲ့ဘာမှမဟုတ် သွေးညူလည်းအကောင်းရှိပါ ဟဲ့ခေါ်ရလေ ကိုစား ငါပါပေးရတယ်ဟဲ့လေသား ကိုစား ဟဲ့ခွေးဟဲ့ညရတာပြန်တော့ဆက်ရအောင်ပြန်မယ်